ဒီနာမည်နဲ့လက်ရှိဘယ် program မှာတက်နေရလဲ ကျွန်တော်တော်စင်ထဲမှာ ICA program မှာတက်နေတာပေါ့ ဘာကြောင့် clinic အဲ့ကိုတက်ဖို့ရွေးချယ်ဖြစ်တာလဲကျောင်းပြီးဘာလို့ plan ရှိလဲ ကျေရန်ပြီးနောက်ပိုင်းမှာလို့ကိုဗစ်တွေပါဖြစ်တော့အိမ်မှာပဲနေတော့လို့ဟင်းတွေပါချက်ရင်းနဲ့ဝါသနာပါဝါပေါ့နော်အဲ့တော့ရွေးပြုတ်သွားတာကျောင်းပြီးသွားရင်တော့မြန်မာပြည်မှာချင်းနေကောင်းရင်တော့ပြန်လာခြင်းတယ်ပေါ့နော် ကိုယ်ဆောက်ဆိုင်ပြန်လာ ဟုတ်အဲ့လိုလုပ်ချင်တယ်ဒါပေမဲ့မကောင်းခဲ့လို့ရှိရင်လည်းရဟိုဒီမှာပဲ intern သဘောမျိုးနေပြီးတော့ working experience ရရဲ့နောက်နိုင်ငံဘက်ကိုရွှေ့ဖို့တော့ရှိတယ် ဘာကြောင့်တမိုးရင်းကျောင်းတစ်ခုအနေနဲ့ရွေးဖို့ဆုံးဖြတ်ခဲ့တာတခြား major ရွေးလို့ရပြီးတော့ဈေးလဲတော်တဲ့ subject တွေမဟုတ်ဘူးလေဘာကြောင့် clinic ကိုမှရွေးချယ်လိုက်တာလဲ ဟိုကျွန်တော်ကလည်းစားတော့ဆိုလို့ရှိရင်စားတော့ကြိုက်တယ်ဗျာအဲ့တော့အဲ့လိုချက်တဲ့အချိန်ကျတော့လည်းယူကျွေးပါအကြည့်ပြင်းနဲ့တခါကြလို့ရှိရင် chef တွေပါညာဟိုလုံးသူတို့လုံးနေကြည့်ပြီးတော့အဲ့လိုဝါသနာပါဝါပေါ့အဓိကသူတို့ရဲ့အဲ့လို inspiration တွေအများကြီးရလို့ပဲပါ အခုတက်တာဘယ်လောက်ကြာပြီလဲ အခုတက်တာကတော့3ဘက်4ဘက်လောက်တော့ရှိဟုတ် ဆိုတော့မတက်ခင်မှာ expectation ထားတာနဲ့ခုတကယ်တက်ရတဲ့3ဘက်4ဘက်အတွင်းမှာဘယ်ဟာလေးကွာခြားမှုရှိလဲ practical တန်းနေကြလို့ရှိရင်တော့အများကြီးပို့ပြီးတော့ကိုထင်တာအတာပို့ပြီးတော့ stress ဖြစ်ပါတယ် stressful ဖြစ်ပါတယ် 3ဘက်အတွင်းမှာ challenge အဖြစ်ဆုံးအပိုင်းဘယ်ပိုင်းလို့တွေ့မိလဲ အဓိကတော့ practical တန်းနေကြလို့ရှိရင်အဲ့လိုချက်တဲ့ချိန်ကြလို့ရှိရင်အဲ့လိုပုံမှန်ကိုအိမ်မှာချက်နေတယ်လို့မျိုးလို့ chill နေလို့မရဘူးအဲ့လိုလောက်တွေကိုထားပါတော့ဟို preparation ချိန်ဆို preparation ချိန်မှီအောင်လုပ်ရတယ်ပြီးသွားလို့ရှိရင်ချက်တဲ့ချိန်ဆိုလို့ရှိရင်လည်းကိုကင်တာကိုမှီအောင်ချက်ရတယ်ပြီးသွားရင်အကုန်လုံးအစဆုံးကိုဖွာခဲ့သမျှအကုန်လုံးပြန်ရှင်းပေးတာအဲ့ဒါတွေကိုအချိန်တစ်ခုအတွင်းမှာပြီးအောင်လုပ်ရတဲ့အတွက်ပို့ပြီးတော့ stress တွေရောရှိရယ် Okay okay ဆိုတော့ခု3ဘက်မှာ subject ဘယ်နှခုလောက်သင်နေရပြီလဲ အဓိကrestaurant management လိုမျိုး subject တစ်ခုရယ် hygiene ရယ်ပြီးတော့ that language ရယ်ပြီးတော့တကယ်ဟို chef ဟိုလုပ်တဲ့ချက်တဲ့ပြုတ်တဲ့အတန်းပေါ့အဲ့ဒါကြတော့တရက်ကသူတို့ demonstration နေအနေနဲ့ပြတယ်နောက်တရက်ကကိုယ်တိုင်ပြန်ပြီးတော့ practical ပြန်ဆင်းရတယ်ပေါ့ ဆိုတော့ဘယ် subject ကကိုတွတ်တက်ရတာအရင်ပြောဖို့ကောင်းပြီဘယ် subject ကကိုအတွက် challenge ဖြစ်တယ်လို့ခံစားရလဲ အဓိကကတော့ရင်းချက်ရှင်လို့တက်တာဆိုတော့ kitchen တန်းကတော့အများကြီးပြောဖို့ကောင်းပါတယ်ဒါပေမဲ့အဲ့ဒါနဲ့အတူတူပဲ stress တွေရတယ်အမှပဲရှိတာ ဒီပန်ကောင်းမှာပေါ့နော်နေနေတဲ့တစ်ချောင်းမှာဘယ်အပိုင်းလေးသဘောကျရရှိလဲ အစားတော့ကပြီးတော့ပြင်သွားပါညာနည်းနည်းပို့ပြီးတော့မြန်မာပြည်ထိုက်စားလို့ရှိရင်သွားကြအသစ်ဖြစ်နေတော့သွားကြကြကပိုများပါဘောနော်ပိုများတော့အားလေးပြောဖို့ကောင်းပါတယ် ဆို kitchen နဲ့ရောက်တဲ့ချိန်မှာအချက်ပြောတဲ့ချိန်မှာမြန်မာ food တွေ upgrade လုပ်မယ် fusion လုပ်မယ်အဲ့လိုမျိုးအတွေးတွေပဲပေါ်မိရရှိလား အဲ့လိုတော့အခုတော့မပေါ်သေးဘူးမပေါ်သေးဘူးနာအဲ့အချိန်နေကြလို့ရှိရင်သူတို့ပေးထားတဲ့အချိန်တိုင်းကိုသူတို့ပြောရတဲ့ဥစ္စာကိုပြီးအောင်လုပ်ဖို့ပဲစိတ်ကူးရှိနေတော့တခြားဥစ္စာအာရုံတွေမရအောင် Are you singer ဆင်ခဲ့ပါ partner တယောက်ကိုရွေးရတော့မယ်ဆိုလို့ရှိရင်အချက်3ချက်အဓိကထားပြီးရွေးရမယ်ဆိုတော့ဘယ်အချက်တွေအဓိကထားရွေးမလဲ အဓိကတော့တစ္ဆာရှိဖို့ဒါတော့ number 1 session number 2 session number 3 session လို့ အဲ့လိုတော့မရှိအဲ့လိုပဲပေါ့ဟုတ်ပါဒီကတော့တစ္ဆာရှိနေချင်းပြီးတော့မှာ ဆိုကိုမကြိုက်တဲ့ reflect 3ခုဆိုရင်ဘယ်ရဖြစ်မလဲ ပါနာဖြစ်သွားပြီဆိုရင်ဒီကကိုနဲ့အဆင်ပြေအောင်နေဖို့အဲ့လိုခါကျညှိလို့မရတဲ့ဥစ္စာရှိရယ်အဲ့လိုမျိုးဥစ္စာတွေကိုပြီးရင်အရန်ထက်စီးဆန်ပြီးတော့အဲ့လိုပြောတာတွေတော့မကြိုက်ဘူးကျွန်တော်တော့အဆင်ပြေပါတယ် အရင်တော့ရေးသားထားဘူးလား ထားဘူးပါတယ် ဘာလို့ပြတ်သွားလဲ ဟုတ်ပြောပါတယောက်တော့ချီသွားလို့ပါနောက်တယောက်ကတော့အဆင်မပြေလို့ပြောပါ ပါနာရွေးရမယ်ဆိုလို့ရှိရင်မြန်မာကောင်းမလေးပဲရေးမယ်လို့စဉ်းစားထားမှရှင်တော့ကိုနဲ့အဆင်ပြေပဲဘယ်ဒီပဲဖြစ်အဆင်ပြေရ ကိုနဲ့အဆင်ပြေတဲ့လူတော့ရွေးပြမယ်လို့ထင်ပါတယ် ကလပ်ဘယ်လောက်ကုန်လဲ အိမ်လာကတော့1000ဝန်းကျင်လောက်ပဲ rooming နဲ့နေတော့9000လောက်ပဲအလားလောက်စားတာတောက်တာတော့ကိုစားရင်စားလို့ကုန်တယ်အိမ်မှာချက်စားရင်တော့ဘလို့7တို့ဘာတို့ကဝယ်စားရင်တစ်နေ့2နှစ်လောက်စားရင်100 150အဲ့လောက်နဲ့စားလို့ရတယ်ဆိုတော့ပြင်ထွက်စားရင်တော့တစ်နှစ်ကို300လောက်တော့ကုန်အဲ့တော့အဲ့လို expense တော့တေချာတော့မရှိဘူးကိုကသွားရင်သွားလောက်ကုန်တယ်ဆိုတော့ အိမ်လာနဲ့စား plan ဆိုဘယ်ပိုင်းကုန်ပြတာရှိလဲအများဆုံး ညဘက်ပြင်သွားတာပါ ဘယ်ပြန်တော့ ပြီးတော့ festival လေးသွားတာရှိပါတယ်အဲ့ဒါ ဘန်ကောက်ကနေတဲ့အပိုင်းမှာဘယ်အပိုင်းသဘောကျဆုံးလို့ခံစားမိလဲ ဒီကတော့ festival သွားတာကိုကြိုက်ပါတယ် ထိုင်းဖူမှာဘယ်ဖူကြိုက်ဆုံးလဲ ဘာကပေါင်းမှာ မြန်မာဖူထဲမှာဘယ်အကြိုက်ဆုံး အုံလုံးခေါက်ဆွဲ ခုဒုတိယတန်ကောလိပ်မှာ now intake မှာလည်းတက်ကြမယ် fresher တွေပေါ့နော်ကိုယ့်ရဲ့ဒီ3ဘက်တာအတွေ့အကြုံပေါ့နော်ဘယ်အပိုင်းလေးသူတို့ပြင်ဆင်ခဲ့ရင်ပိုကောင်းမယ်လို့ကိုယ့်အနေနဲ့တွေးမိတာမျိုးရှိလဲဘာအကြံပေးခြင်းလဲ အဓိကတော့ kitchen ထဲမှာရန် fan ဖြစ်ပြီးတော့ပြောဖို့ကောင်းနေမယ်လို့မထင်ပါနဲ့လို့တော့က Gordon Zero လိုပဲ health kitchen အတိုင်းပါပဲစိတ်ညစ်ရပါတယ်အဲ့ဒါလေးတော့ကြိုပြီးတော့တွေးထားတင်ပါတယ်ပြီးရင်
အရန်ပင်ပန်းပါတယ်9နာရီ6နာရီလုံးတောက်လျှောက်မတ်တက်ရက်ပြီးတော့လုံးစရာကြီးကအများကြီးရှိနေတဲ့အတွက်အဲ့ဒါကြီးကအများကြီးပင်ပန်းပါတယ် planner လက်တက်မယ်ဆိုရင်ကျောင်းသားတွေကဥပမာမြန်မာပြည်မှာလို့ လူ text တို့အဲ့လိုတင်တဲ့ short course တွေတက်ခဲ့တာမျိုးအပေးလားလုံးဝမသိပဲဒီမှာလက်တက်မယ်ဆိုလို့ရှိရင်တို့တို့အဆင်ပြေမယ်ထင်လား short course တွေကတော့တက်တာကတော့ပိုကောင်းပါလိမ့်မယ်ဟောဘာဖြစ်လို့လဲဆိုတော့ kitchen နဲ့ရောက်လာရင်ဘာမှမလုပ်တတ်ပဲနဲ့အဲ့လိုခါကြလို့ရှိရင်ဗျာဒါအဲ့လိုကင်တဲ့အနေထားအခြေခံလောက်တော့ရှိတဲ့တယ်လို့ထင်တယ်မဟုတ်လို့ရှိရင်ကျတော့ကိုကအခုမှ start လုံးနေရတဲ့အချိန်မှာအကုန်လုံးကကိုထက်ပို့ပြီးတော့ဟိုဖြစ်တဲ့အချိန်ကျရင် kitchen ထဲမှာပို့ပြီး stress ပို့ပြီးရလို့ခံစားရတယ်အဲ့လိုဖြစ်တတ်တယ်အဲ့တော့တက်ခဲ့ရတော့ကောင်းပါတယ်ဒါပေမဲ့ဒီမှာလည်း basic ကတော့တင်ပေးရပဲဆိုမဲ့ဓာတ်ကိုင်ကြီးတွေဘာညာတော့တေချာတော့မပြောပြဘူးအဲ့ဒါလေးရောရှိ ကျောင်းသားနဲ့တာဝန်ရလောရတဲ့အပိုင်းကိုဖယ်လိုက်မှဆိုရှင်ပဲအပိုင်းဝင်လာပါလားခဏတော့ဒီ festival လားခြားပါရှိပြီလေ ပြင်သွားတာအဓိကကြိုက်တယ်အဲ့တော့ပြင်မှာပဲနေကျင်တယ်အိမ်မှာတော့တိတ်မနေဖြစ်ဘူးဟိုပြီးတငယ်ချင်းတွေနဲ့စုပြီးနေပြီးတော့အဲ့လိုလောက်ရကြိုက်တယ် hobby ကတော့ဂျီရတီကြတော့မရှိပေမဲ့အရင်တော့ကတော့ဒီမလာခင်တော့ game ဆော့ပြတယ်အဲ့ဒါ ဒီညဘာ plan ရှိလဲ ဒီညကတော့ plan တော့မရှိသေးဘူးမရှိသေးဘူး အိမ်ပြန်ရင် အင်ဂျင်ရောက်ရင်ပြန်မယ်ဂျီမိုးချိုးမယ်ဒီလောက်ပါ အိမ်မှာဟင်းချက်ပြလား အိမ်မှာဟင်းချက်ဖြစ်တယ်roommate ကလည်းဟင်းချက်ဝါသနာပါတယ်သူကနောက်ဆက်မှစားကြရင်လာ join မယ်လို့ပြောတာအဲ့တော့နှစ်ယောက်လုံးကဟင်းချက်ဖြစ်တယ် ဘယ်ဟင်းချက်ပြတာများ ချက်သားဟင်းဝါသားဟင်းအဲ့လိုမြန်မာဟင်းတွေပဲချက်တာများ ကျေးဇူးပါ ကျေးဇူးပါ